ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေက small business ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်ဆိုလို့ရှိရင်ကိုကဒီလပြည့်နေ့မတိအောင်လပြည့်နေ့ကိုလုံးဝမတိလိုက်ဖ ೇನೆ အလုံးလုံးနေရတဲ့ဆိုင်ပိုင်ရှင်တယောက်ဖြစ်အောင်ဖြစ်ဒီအထိစူးစမ်းပါကိုလောက်တဲ့နယ်ပယ်မှာပေါ့နော်ဒီလိုမျိုးလပြည့်နေ့တောင်မတိလိုက်ဘူးအလုပ်တွေအရန်ရှုံနေတယ်လပြည့်နေ့တောင်မှပဲမတိလိုက်ဘူးဆိုတဲ့အစ်စ်ကိုရောက်ပြီဆိုလို့ရှိရင်ကိုကဒီကိုလောက်တဲ့အလုပ်ရဲ့အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ပြီဆိုတာလုံးဝသိကြပါတယ်ဒီမှာ small business လုပ်တော့က3နှစ်ပေါ့နော်ဒီလိုမျိုးလာပြည့်လာွယ်နေတွေခါကြီးရဲ့ကြီးတွေကိုလုံးဝမသိခဲ့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်အလုပ်အကျွေးတွေပြိနေခဲ့လို့ပဲဖြစ်ပါတယ်ဒီအလုပ်အကျွေးတွေကိုဒီနေ့အပြက်ဖြတ်မှာနောက်နေ့အလုပ် run ဖို့အလုပ်ချေကအဆင်ပြေမှာပေါ့နော်ဒါကြောင့်ဒီလိုလာပြည့်လာွယ်တွေကိုမတိဘဲနဲ့လုံးဝအလုပ်ကိုပဲအလုပ်တွေအရန်ပြည့်ကျက်ပြီးရှုပ်နေပြီးတော့ဒီလိုမျိုးကို3နှစ်လောက်ဖြတ်တန်းပြီးပြီဆိုလို့ရှိရင် business ကနောက်တစ်ဆင့်ကိုရောက်သွားတဲ့အချိန်မှာကိုကအရန်အလုပ်ရှုပ်ချင်ရင်တောင်မှပဲကိုအစားဝင်လုံးမဲ့သူတွေကိုရဲ့ဝန်ထမ်းတွေကဒီလိုနေရာတွေမှာအားလုံးလူအများနဲ့လှုပ်သွားတာဖြစ်တဲ့အတွက်ကိုကလှုပ်เสียမလို့တဲ့အဆင့်ထိအောင်ရောက်သွားပါပြီဒီအဆင့်ကိုကိုကရောက်ပြီဆိုလို့ရှိရင်ကို next level တွေတက်ဖို့ကိုကလေ့လာသင်ယူပြီးတော့အမြဲတမ်းကိုရဲ့အုံနောက်ကိုသင်ယူမှုမှာအချိန်ပေးဖို့လိုအပ်ပါတယ်ဒါကြောင့်ကိုက small business ဆိုင်တစ်ဆိုင်ဖွင့်ထားတယ် business ကိုလည်းစိတ်ဝင်စားတဲ့လူတစ်ယောက် next level တွေကိုထပ်သွားခြင်းနဲ့ဆိုလို့ရှိရင်လာပြည့်လာွယ်နေ့တွေမသိအောင်ကိုယ့်ရဲ့ business ကိုအလုပ်တွေနဲ့ပြည့်ကျက်နေတဲ့စိုက်ပိုင်ရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားပါ